မင်္ဂလာပါခင်ဗျာ၄ရက်8လ2026ခုနှစ်အင်္ဂါနေ့ခုနှစ်သားသမီးများတို့ဒီနေ့တာဟောစရန်ကိုတင်ပြပေးပါမယ်ဒီနေ့တက်တော့စနေသားနဲ့ဗုဒ္ဓဟူးသားသမီးများကံတက်တဲ့နေ့ဖြစ်ပါတယ်ဗျာစနေသားသမီးများဒီနေ့ကံကောင်းပါတယ်ဝေကြီးလက်လာပါတိုးပွားပြီးတော့စေရောကိုရောချမ်းချမ်းသာသာကြမ်းမာရှိပါလိမ့်မယ်မြောက်ရက်ကဗုဒ္ဓဟူးနန်းရွှေလေးလက်စတဲ့ဝင်ငိမ့်ရှိတယ်လူလဲဝင်ငိမ့်ရှိတယ်လို့ဆိုပါတယ်။ဉာဏမျိုးစုံစီချဲထားတဲ့ရွှေတဲ့လက်ဝတ်ပစ္စည်းများလဲဝင်လာနိုင်နေရှိပါတယ်။ဘုရုသားသမီးများရဲ့အကူအညီများကိုလည်းရရှိပါလိမ့်မယ်ဗျာ။နောက်တစ်ခါမိမိရဲ့သားသမီးများရဲ့ပူဇော်ကြောခြင်းလဲခံရနိုင်ပါတယ်။စိတ်လဲအယောင်ကိုဝတ်ဆင်ပေးပါဗျာ။ခါတဲ့အရာသာကိုမြှဝဲပြီးတော့ဒီပါအိမ်တော်ရေးကြည်တာရာကောင်းမွန်ရှိပါတယ်အလောက်ကိုင်းများလည်းအဆင်ပြေအောင်မြင်တိုးတက်လာပါလိမ့်မယ်မြတ်ဘုရားသားသမီးများငွေကြေးလက်လာပါရွှင်တဲ့နေ့ပါမိတ်သစ်ဆွေတွေများလည်းထပ်မံရရှိလာပါလိမ့်မယ်တောင်မဲ့ရက်ကနေမိကောင်းဆွေကောင်းများရရှိလာပြီးတော့စနေသားသမီးများရဲ့အကူအညီလည်းရရှိပါလိမ့်မယ်စီရီနံကုန်ပစ္စည်းများကျိုးပေးပါလိမ့်မယ်အနောက်ရက်ကအသားနေဆက်လူကိုတော့အနေငယ်တတိထပေးဖို့ပြောပြချင်ပါတယ်ခင်ဗျာအနေရောင်ဝိစားကိုဦးစားပေးဝိစမဖမ်းနေရတာကိုမြှဝဲပေးပါအိမ်တော်ကြီးအခြေကောင်းမွန်တာရပါလိမ့်မယ်ရေရအနေနဲ့တော့ဖះကိုနန္နတိကတ်လူပူဇော်ပေးပါဗျာဒီနေ့အတွက်ဆင်ញင်တဲ့နေနန္ဒတွေကတော့တနင်္လာနဲ့ကြာသပတေးသားသမီးများဖြစ်ကြပါတယ်တနင်္လာသားသမီးများတောက်ကနဲ့စိုးရိမ်မှုတွေကြုံနိုင်ပါတယ်မိတ်ဆွေများဆွေမျိုးများရဲ့မကျေနပ်မှုရံပြုတ်မှုများလည်းကြုံရနိုင်ပါတယ်တောက်ကြသာကြာသပတေးသားသမီးများကိုရှောင်ရှားပေးပါအရှိတောင်အရှိမြောက်ရက်ကိုခီးသွားရှောင်ပေးပါဗျဝိစင်တဲ့အရောင်ကတော့ဖက်ဖူးရောင်သို့မဟုတ်စိတ်နှူရောင်လေးတွေကိုဝိစင်ပေးပါမိဝဲတဲ့အစာကတော့ချင်ခါတဲ့အရာတာကိုမိဝဲပေးပါအိမ်တော်ကြီးအခြေကောင်းမွန်တာယာပါလိမ့်မယ်ခင်ဗျာရေရအနေနဲ့ကတော့ဘုရားဦးနတ်ဖះကိုရေသက်စစ်တပ်ပယ်ပေးပါနေအိမ်ဖះမှလည်းရွက်လာပန်းရေတော်ကွယ်များကတ်လူပူဇော်ပေး၍မေတ္တာပို့ခြင်းအမြဝေခြင်းများလှုပ်ဆောင်ပေးပါခင်ဗျတောက်ကြသားသမီးများနေထိုင်သွားလာဆင်ញင်ပေးပါအရှိတောင်ရက်တို့ကိုခီးသွားလာခြင်းဖြင့်အလုတ်ကိုင်အောင်မြင်ကြီးမြောက်ပါလိမ့်မယ်တနင်္ဂနွေနေ့ကုန်ပစ္စည်းများကျိုးမြတ်ရရှိပါလိမ့်မယ်လူကြီးကတော်ရဲ့ညွညင်မှုကိုတော့ခံရတတ်ပါတယ်နီရွှေရောင်ကိုဝတ်ဆင်ပေးပါဆက်တဲ့အရာသာကိုလည်းမိဝဲပေးပါအိမ်တော်ကြီးအခြေဆင်ပြေတာရပါလိမ့်မယ်ဆိုးတွေပြေပြောက်ဖို့အတွက်ကတော့အိမ်အောက်မှာရှိတဲ့တနင်္လာနေ့ပစ္စည်းအဟောင်းပြက်တွေကိုဖယ်ရှားပေးလိုက်ပါရေရအနေနဲ့ကတော့ဖះကိုပုံမှန်ငါးညွတ်လူဒန်းပေးပါဗျာခုနှစ်သားသမီးအားလုံးအန်ဒီယေကင်းကြီးစီပွားဥစ္စာတိုးပွားကြပါစေမိမိတို့ဆန္ဒရှိသမျှစွမ်းဆောင်အောင်မြင်ကြပါစေခင်ဗျာ